မိုက်ဆုံခမင်္ဂလာခင်ဗျာကျွန်တော်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာဆိုရင်တိုင်းသားပေါင်းစုံစုပေါင်းမီတင်းနေထိုင်ကြတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်တိုင်းသားအလုံးမှာဆိုရင်ကိုပိုင်စာပေကိုပိုင်ရင်ကျင်းမှုနဲ့ချစ်စရာယူရတလေးထုံတန်းကိုစီရှိကြပါတယ်ကျွန်တော်တို့ရှမ်းတိုင်းသားမှာဆိုလည်းချစ်စရာယူရတလေးတွေရင်ကျင်းမှုတွေရှိပြီးတော့ရင်ကျင်းမှုမြင့်မားတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ခင်မီဖွံ့ဖြိုးတိုးတက်လာတဲ့ဒီကနေ့ခေတ်မှာတော့ရိုးရာဝတ်စားစင်မှုမှာအမှားယွင်းတဲ့ဝတ်စင်လာတော့တွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းတိုင်းသားများရဲ့ရိုးရာဝတ်စားစင်မှုမှာအဓိကမလေးမာထားရှိတာကတော့ခေါင်းပေါင်းပေါင်းနည်းပဲဖြစ်ပါတယ်ယနေ့ခေတ်မှာခင်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှရှမ်းအမျိုးသားအမျိုးသမီးများရဲ့ခေါင်းပေါင်းများကိုအသင်းချုပ်ပြီးရောင်းချလျက်ရှိပါတယ်အသင်းချုပ်ပြီးရောင်းချတဲ့နေရာမှာရိုးရာမပြတ်ချုပ်လို့ရောင်းချနေတာတွေရှိသလိုမာယွန်းစွာချုပ်လို့ရောင်းချနေတာလည်းတွေ့ရပါတယ်ရှမ်းရိုးရာခေါင်းပေါင်းကိုရိုးရာမပြတ်ချုပ်လို့ရောင်းချနေပြီမဲ့မိမိတို့ကိုယ်တိုင်ပိတ်စာနဲ့ပေါင်းထားတဲ့လောက်တော့လှပတည်တက်မှုရှိမှာမဟုတ်ပါဘူး။ဒါကြောင့်ကျမတို့ရှမ်းရိုးရာကောင်းပေါင်းနီးကိုတည်တက်လှပစွာရိုးရာမပြတ်ဝတ်ဆင်နိုင်ဖို့အတွက်ကျမတို့အဖွဲ့ကရှမ်းရိုးရာကောင်းပေါင်းပေါင်းနီးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ရှမ်းကောင်းပေါင်းပေါင်းနီးကိုမပြောပြခင်မှာရှမ်းအမျိုးသမီးများဘာကြောင့်ကောင်းပေါင်းပေါင်းရတယ်လဲဆိုတာအကြောင်းကိုပြောပြချင်ပါတယ်ရှမ်းပြည်နယ်ဟာရာသီဥတုအေးတဲ့အတွက်အနှွေးတက်ရစေဖို့လေတော့ဆင်းတဲ့အခါမှာလည်းနေပူဒဏ်ကိုကာကွယ်စေဖို့အစားအသောက်ပြင်ဆင်ချက်ပြုတ်ရမှာဆန်ရွယ်များမကျွတ်စေဖို့နဲ့အစားအသောက်ပေါ်မှာမကြစေဖို့အတွက်ရှမ်းကောင်းပေါင်းကိုပေါင်းရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါရှမ်းကောင်းပေါင်းတော့မယ်ဆိုရင်တော့စပင်တွေလုံးဝချလို့မရပါဘူးအကုန်လုံးတင်းထားပါမယ်စပင်ကိုဒီလိုမျိုးအကုန်လုံးတင်းပြီးမှစီးလိုက်ပါမယ်စီးပြီးတော့စတုံးထုံးပါမယ်စတုံးထုံးတဲ့အခါမှာလည်းဒီအနေကြီးလဲထုံးလို့အဆင်မပြေပါဘူးဒီလိုမျိုးကောင်းကိုကြော်ပြီးထုံးတော့လည်းအဆင်မပြေပါဖြစ်လို့လဲဆိုတော့ဒီစထုံးကဒီကောင်းတဲ့ကြော်သွားရင်ကြည့်လို့မလှပါဘူးအဲကြောင့်မလို့ဒီအနေတော်လေးပဲထုံးပါမယ်ဒီထုံးထားတဲ့ဒီစထုံးကိုနည်းနည်းလေးခိုင်အောင်တော့ကလစ်အမဲလေးနဲ့ထိန်းထားပါမယ်ဒါစထုံးလေးပြီးသွားပြီဆိုတော့ဒီတစ်ခါမှာတော့ကောင်းပေါင်းတော့မယ်ဆိုရင်ဒီရှမ်းကောင်းပေါင်းကိုဒီလိုမျိုးခောက်ပါမယ်အရှည်လိုက်ခောက်ပါမယ်နှစ်ဖက်ညီအောင်ခောက်မယ်ပထမတစ်ခေါက်ခောက်ပြီးရင်ဒုတိယဒီလိုမျိုးညီအောင်ခောက်မယ်ပြီးတော့ညီမညီတိုင်းရပါမယ်ဒီခောက်ချုံညီတဲ့အလယ်မှာပဲယူပြီးတော့တိုင်းမယ်ညီပြီးဆိုရင်တော့ဒီတစ်ခါဒီအလယ်လေးနဲ့ဒီကခောက်ထားတဲ့အလယ်နဲ့ဒီနဖူးပေါ်ကိုတင်ပါမယ်တင်ပြီးတော့ဒီဖက်အနောက်ကိုလာစီးပါမယ်ဒီလိုမျိုးချီပေးရပါမယ်ဒီမျိုးချီပြီးပြီဆိုရင်တော့ဒီအရွက်လေးနှစ်ဖက်ညီမညီကြည့်ပါမယ်ဒီရှည်တဲ့ဖက်ကိုနောက်မှထားပြီးတော့ဒီတိုတဲ့အရွက်ကိုအရင်ဆုံးဒီအရှိကိုယူလာမယ်ပြီးမှဒီအရှိကိုနည်းနည်းရှည်တဲ့ဖက်ကိုပြီးမှနောက်ကနေဒီလိုမျိုးဒီညာဘက်နှစ်ရွက်ပေါ်လာပါမယ်အရင်ဆုံးဒီဖက်ကနည်းနည်းတိုသွားတဲ့အတွက်အရင်ဆုံးဒီဖက်ကိုလှုပ်ပါမယ်ရှမ်းခေါင်းပေါင်းတဲ့အခါမှာဒီရှေ့ကပေါ်လွင်စေဖို့နဲ့တေတက်လှပစေဖို့ဆိုရင်ဒီလိုမျိုးခောက်ချုံညီတေးသေးလေးတွေခောက်ပေးရပါမယ်ဒီခါခောက်ချုံညီပြီးစိတ်တိုင်းကြပြီဆိုရင်တော့ဒီဖက်ခောက်ထားတဲ့ခောက်ချုံညီလေးကိုဒီဖက်နှစ်ထင်ပေါ်ညာဖက်နှစ်ထင်ပေါ်ကနေဝိုက်ပြီးတော့ဒီဖက်အရှိနှစ်ဖူးပေါ်မှာလာတင်ပါမယ်ပြီးတော့ဒီဖက်က
ဒီဖက်နားမှာဒီနောက်တစ်ဖက်လှုပ်ဖို့အတွက်ဒီဟာကိုခဏထိန်းထားပါမယ်ပြီးတော့ဒီဟာဒီကြံတဲ့တစ်ဖက်ကိုခောက်ချုံညီညီလေးနောက်ထပ်ခောက်ပါမယ်ဒီတစ်ဖက်မှာလည်းခောက်ချုံညီပြီးဆိုရင်တော့ဒီဖက်ကိုဝိုက်ပြီးတော့ဒီဘယ်ဖက်နှစ်ရက်ပေါ်ကိုပြန်တင်ပေးရပါမယ်ပြီးဒီအရှိကညီညီလေးဖြစ်အောင်အထက်လိုက်ဖြစ်အောင်လက်ဒီကြံတဲ့လက်တစ်ဖက်နဲ့တက်ပေးရပါမယ်ညီပြီးနှစ်ဖက်စလုံးညီပြီးဆိုရင်တော့ဒီကြံတဲ့အရွက်တစ်ဖက်ကဒီညာဖက်နှစ်ရွက်ပေါ်နေထိုးထည့်ပါမယ်ပြီးပြီဆိုရင်တော့ဒီအရွက်နှစ်ဖက်လေးညီအောင်လှပအောင်နည်းနည်းရက်တောင်ပုံစံလေးဖြစ်အောင်ပြန်ပြီးတော့ပြုပြင်ပေးရပါမယ်အလုံးဒီအရွက်နှစ်ဖက်တွေပြင်ပြီးပြီဆိုရင်တော့ဒီအရှိကညီအောင်ထပ်ပြီးတော့ပြင်ပေးရပါမယ်ရှမ်းခေါင်းပေါင်းတဲ့အခါမှာဒီနှစ်ဖူးနဲ့အပေါ်ဆုံးရောက်ရင်လည်းကြည့်လို့မလှပါဘူးပြီးရင်ဒီအောက်လေးဖုံးရင်လည်းမလှပါဘူးဒါကြောင့်မလို့ဒီမက်ခေါ်အပေါ်နားလေးမှာထားပေးရပါမယ်တအားမြင့်သွားတယ်ဆိုရင်တော့ဒီထုံးထားတဲ့ဒီပေါင်းထားတဲ့ဟာကိုနည်းနည်းလေးပြန်ဆွဲချလို့ရပါတယ်ကဲဒီတစ်ခါတော့တည်သက်လာပါတဲ့ရှမ်းခေါင်းပေါင်းလေးပြီးပါပြီရှင်ရှမ်းမျိုးသမီးများရဲ့ကောင်းပေါင်းပေါင်းနည်းကိုတင်ဆက်ပေးပြီးပြီဆိုတော့ရှမ်းမျိုးသားများရဲ့ကောင်းပေါင်းပေါင်းနည်းကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းမျိုးသားများရဲ့ကောင်းပေါင်းပေါင်းနည်းအကြောင်းရင်းကအမျိုးမျိုးရှိပါတယ်ရှမ်းမျိုးသားများရဲ့ခေါင်းပေါင်းဟာဆိုရင်3လန်ခွဲအရှိရှိပါတယ်ရှမ်းမျိုးသားရဲ့ဒီခေါင်းပေါင်းဟာဆိုရင်အသုံးဆောင်တစ်ခုတည်းနဲ့အသုံးပြုတာမဟုတ်ဘဲနဲ့အကာအကွယ်အနေနဲ့လည်းအသုံးပြုထားပါတယ်ရှေးခေတ်တော်ရှမ်းအမျိုးသားများဟာကုန်းစီကူးတန်းတွာလာတဲ့အခါမှာမြစ်ချောင်းရိုင်တွေဖြတ်ပြီးတော့တွာလာရပါတယ်ဒီလိုမြစ်ချောင်းရိုင်တွေရှိုးမြောင်တွေဖြတ်ပြီးတွာလာတဲ့အခါမှာဒီခေါင်းပေါင်းစကိုဖြုတ်ပြီးတော့ကျိုးအဖြစ်အသုံးပြုထားတယ်တွေ့မြင်ရမှာဖြစ်ပါတယ်ဒါ့အပြင်လျာလုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာလည်းအပူတန်ကိုကာကွယ်ဖို့အတွက်အသုံးပြုနိုင်တယ်လို့ဘုရားကျောင်းကန်တွားရင်လည်းဒီကောင်းပေါင်းစကိုဖြီးပြီးတော့တပတ်ဖြစ်အသုံးပြုထားပါတယ်ဟုတ်ပါတယ်ရှင်နောက်တစ်ချက်အနေနဲ့ကတော့ရှေးစစ်သားတွေစစ်တိုက်ထွက်တဲ့အခါမှာကောင်းပေါင်းပေါင်းထားတဲ့အတွက်မိမိတို့ဦးကောင်းကိုကာကွယ်ပြီးသားဖြစ်တယ်လို့စစ်နိုင်ခဲ့ရင်လည်းစစ်တုံးပန်းတွေကိုအရေးပေါ်ချီနှောင်ဖို့အထောက်အကူဖြစ်စေတယ်လို့သိရပါတယ်ရှင်ကျွန်တော်တို့ရှမ်းအမျိုးသားကောင်းပေါင်းတော့မယ်ဆိုရင်ဒီကောင်းပေါင်းစကိုကျွန်တော်တို့ရက်တံပုံစံဖြစ်အောင်ကျွန်တော်တို့တွန်းလေးကျွန်တော်တို့ခောက်ပါမယ်ခင်ဗျဒီအဆိုရင်ရက်တံပုံစံတော့ရပါပြီခင်ဗျကျွန်တော်ဒီကောင်းပေါင်းစကိုရှေ့မှာတွန်းလေးဖြစ်အောင်လည်းကျွန်တော်တို့ဒီလိုယူပြီးတော့ညာဖက်နှစ်ထင်မှာကျွန်တော်တို့တစ်ချက်ရှင်းအောင်ထားပါမယ်ပြီးလို့ရှိရင်ဒီကောင်းပေါင်းစာကိုရှေ့ဖက်ပြန်ယူလာပြီးတော့ရှေ့မှာထပ်လေးဖြစ်အောင်ကျွန်တော်တို့ပြန်ပြီးတော့ပတ်ပါမယ်ခင်ဗျ
ပြီးလို့ရှိရင်ဒီကောင်းပေါင်းစားကိုယူလာပြီးတော့ပယ်ဖက်နှစ်ထင်ပေါ်မှာတစ်ချက်လိမ့်ပြီးတော့ပြန်ပေါင်းပါမယ်နှစ်ထင်ပေါ်ရောက်တိုင်းတစ်ချက်လိမ့်ထားပါမယ်ခင်ဗျကောင်းပေါင်းကနှစ်ဖူးပေါ်မှာအထက်လေးနဲ့လှလှလေးပေါအောင်ကျွန်တော်တို့တေချာတက်တက်ရရလေးလုပ်တာပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပတ်လာတဲ့ဟာကျွန်တော်တို့ဒီအချိန်မှာပေဖဲရဲ့နှစ်ထင်ပေါ်မှာကျွန်တော်တို့လက်ဆက်တက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရက်တောင်ပုံလေးပေါ်အောင်ကျွန်တော်တို့ပြန်ဖြန့်ပါမယ်ခင်ဗျဒီကောင်ပေါင်းအခြေရနှစ်ဖူးပေါ်ကောင်ပေါင်းဟာမျက်ခုံးပေါ်လည်းအုပ်လို့မရပါဘူးအဲကြောင့်မို့ကျွန်တော်တို့အောက်ကျတာဆိုရင်ကျွန်တော်တို့နည်းနည်းပြန်တင်ပါမယ်ကျွန်တော်တို့ဒီကောင်းပေါင်းကိုရှေ့မှာတက်တက်ရရလေးဖြစ်အောင်ပြင်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီစပင်လေးဖွာနေတဲ့အောင်ကျွန်တော်တို့တက်တက်ရရလေးဖြစ်တော့အောင်ကောင်းပေါင်းထဲကိုကျွန်တော်တို့ထည့်ပါမယ်ခင်ဗျဒီကောင်းပေါင်းပေါင်းနီးပုံစံတွေကလူမှုကွန်ရက်စာမျက်နှာပေါ်မှာနဲ့တချို့ဗီဒီယိုမှာမြင်တွေ့ရတဲ့ကောင်းပေါင်းဖြစ်ပါတယ်ဒီကောင်းပေါင်းတွေဟာကျမတို့ရှမ်းရိုးရာကောင်းပေါင်းမဟုတ်ဘဲနဲ့လုံးဝမာယွင်းနေတဲ့ကောင်းပေါင်းဖြစ်ပါတယ်ရှင်ဒီကျွန်တော်ရှမ်းမျိုးသားများရဲ့ခေါင်းပေါင်းကိုဒီညာဖက်နှစ်ထင်ပေါ်မှာအမိစကိုထောင်ပြီးပေါင်းနိုင်တယ်လို့ညာဖက်အောက်နားလေးမှာခက်တူတူချပြီးတော့လည်းပေါင်းနိုင်ပါတယ်ဒီပခုံးထက်ကြော်ပြီးတော့ရှည်ရှည်ချလိုက်မယ်ဆိုရင်ဟိတ်ဟန်နေပြီးတော့ရရင်မှုတီကြီးခန့်ညာမှုမရှိဘူးလို့လည်းလက်ခံယုံကြည်ထားပါတယ်ပြီးတော့ဒီခေါင်းပေါင်းစကိုပယ်ဖက်မှာချပြီးတော့ပေါင်းမိလို့ဆိုရင်စစ်ရှုံးတယ်လို့အတိတ်ပဲရပြီးတော့နမိတ်မကောင်းဘူးလို့လည်းစာရီရေးဖွဲ့ထားအောင်လည်းတွေ့ရပါတယ်ရှေးရခင်ကတက်တော်ဝါတော်ကြီးတဲ့စော်ဘွားတွေဟာပယ်ဖက်ကိုချပြီးတော့ကောင်းပေါင်းကိုပေါင်းနေရှိပါတယ်တက်တော်ဝါတော်ငယ်တဲ့စော်ဘွားတွေကတော့ညာဖက်ကိုချပြီးတော့ကောင်းပေါင်းပေါင်းကြပါတယ်ကျွန်တော်တို့ရှမ်းမျိုးသားများခေါင်းပေါင်းပေါင်းတဲ့အခါမှာပေါင်းထားတဲ့အယောင်ကိုကြည့်ပြီးတော့ဒူပြိုလူလိုအိမ်ထောင်တဲ့တက်ကြီးရွယ်ကိုဒီလားဆောက်တီတူစော်ဘွားစစ်တီတော်တို့ခွဲခြားပြီးတော့တင်မြင်နေပါတယ်လူပြိုလူလို့ဆိုရင်တော့ပိတ်စပန်းရောင်ဖြော့ဖြော့ကိုတုံးပြီးပေါင်းထားကြပါတယ်တကယ်လို့အိမ်ထောင်ကြပြီးသားအမျိုးသားဆိုရင်တော့အဝါရောင်ပိတ်စကိုတုံးပြီးခေါင်းပေါင်းပေါင်းလေးရှိပါတယ်အတက်ကြီးတူနဲ့ဒီလားဆောက်တီတဲ့ပုံကိုယ်တွေကကြတော့အပြူအောင်ပိတ်စကိုတုံးပြီးခေါင်းပေါင်းပေါင်းလေးရှိပါတယ်စစ်တီတော်ဆိုရင်တော့အနီအောင်ပိတ်စကိုတုံးပြီးခေါင်းပေါင်းကိုပေါင်းကြပါတယ်ခင်ဗျာစော်ဘွားများကပန်းနုရောင်အဝါရောင်နဲ့စင်ဆွဲရောင်ခေါင်းပေါင်းကိုဆင်မြန်းထားရလို့သိရပါတယ်အစိမ်းရရောင်နဲ့အပြာရောင်ကိုခေါင်းပေါင်းအဖြစ်အတုံးမပြူရဘူးဆိုတဲ့အယူဆလည်းရှိပါတယ်ဒါပေမဲ့ယနေ့ခေတ်လူငယ်မှာတော့ဝတ်စုံအယောင်ကိုလိုက်မဲ့ခေါင်းပေါင်းအယောင်ကိုရွေးပြီးတော့ဆင်မြန်းထားအောင်လည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့လူပြိုလူလွတ်ဖြစ်ပြီးတော့အဝါရောင်ကိုသွားသုံးပြီးတော့ခေါင်းပေါင်းပေါင်းမယ်ဆိုရင်တော့လူကြားထဲမှာအိမ်တောင်ရှင်လို့အထင်ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းရိုးရာဝတ်စုံဝတ်ဆင်တဲ့အခါမှာမလေးမာထားရှိတဲ့ဒီခေါင်းပေါင်းပေါင်းနည်းကိုတတိပြုဆင်ခြင်နိုင်ဖို့အတွက်ကျွန်တော်တို့ရှမ်းညီကိုမောင်မတွေကဒီရှမ်းအမျိုးသားအမျိုးသမီးခေါင်းပေါင်းပေါင်းနည်းကိုတင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်ကျမတို့မြန်မာနိုင်ငံမှာတိုင်းရင်းသားများစွာစုပေါင်းနေထိုင်ကြတဲ့အတွက်သူရိုးရာကိုရိုးရာဝတ်စုံများကိုမမှန်ကန်ကန်နဲ့ရိုးရာမပြတ်ဝတ်ဆင်ကြမယ်ဆိုရင်မိမိတို့တိုင်းရင်းသားအားလုံးရဲ့ရိုးရာယဉ်ကျေးမှုကိုမြင့်တင်ရာရောက်တယ်လို့လူမျိုးတစ်မျိုးနဲ့တစ်မျိုးအပြန်အလှန်လေးစားမှုရှိကြောင်းကိုလည်းဖော်ပြရာရောက်ပါတယ်။ဒါကြောင့်သူတို့နိုင်ငံမှာတိုင်းသားအားလုံးစုပေါင်းမီတင်းနေထိုင်ကြတဲ့တိုင်းသားများရဲ့ရွာယဉ်ကျေးမှုတွေကိုလေးစားတန်ဖိုးထားပြီးတော့မပြောက်ပြက်အောင်ထိန်းသိမ်းဆောင်ရှောက်ကြပါလို့တိုက်တွန်းရင်ဒီကနေ့အစီအစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါခင်ဗျာကြည့်ရှုအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ခပ်ဆိုင်ခါ